မကွေးတိုင်းမြန်မြို့နယ်ကိုစစ်ကောင်စီတပ်ကမေလ24ရက်နေ့ဒီကြောင်းကနေပုံကျဲတက်ခတ်ခဲ့လို့ပြည်သူတယောက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်လည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။မြိုင်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကမြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့အိုးရင်းရွာကိုပုံကျဲခံလိုက်ရလို့အဲဒီရွာကအသက်20အရွယ်အမျိုးသမီးတယောက်ကတော့ခေါင်းပေါက်ဒဏ်ရာရခဲ့တယ်။မစိုးရင်ရလူနာပါ။လူနေအိမ်တွေ3လုံးလောက်ထိတယ်။နှလုံးကတော့ထိခိုက်ပျက်စီးသွားတယ်လို့ပြောလာပါတယ်။အိုးရင်ကျေးရွာမှာတိုက်ပွဲတွေဖြစ်တာမရှိပဲမနက်9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကအကြောင်းမဲ့ပုံကျဲတပ်ဖိတ်သွားတာလို့သိရပါတယ်။မြိုင်ပတ်ကဖတ်တာဝန်ခံဖိုလက်ရကတိုက်ပွဲဖြစ်တာမရှိဘဲနဲ့ပုံကျဲတာဂျက်ဖိုက်တာနဲ့ပေါင်250ပုံနှလုံးကိုတပြိုင်နက်ကျစ်ချတယ်လို့ယူဆပါတယ်။အိမ်နှလုံးကြားလေးကိုတဲတဲ့ကြလို့အဲ့ဒီအိမ်နှလုံးကတော့ရစရာမရှိအောင်ပျက်စီးသွားပါတယ်လို့ပြောလာပါတယ်။စစ်ကောင်စီတပ်ဟာခုရက်ပိုင်းမှာမြိုင်မြို့နယ်တွေကိုလေကြောင်းတပ်ခရာတွေဇက်တိုက်လုံနေတဲ့အတွက်မြိုင်မြို့နယ်ကပြည်သူတွေအနေနဲ့လေကြောင်းအနေကိုသတိပြုနေထိုင်ကြဖို့တိုက်တွန်းထားတယ်လို့လည်းပြောပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ20ရက်ကမြိုင်မြို့နယ်တွေကဗဟင်းကျေးရွာကိုလေကြောင်းကနေပုံကျဲတက်ခတ်ခဲ့သေးလို့အရက်သားပြည်သူသားမီး2ယောက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်3ယောက်သေဆုံးခဲ့ရပြီးလူနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ပါသေးတယ်